Manchester United အသင်းက Aston Villa ကို3 ဂိုးတဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ United Captain Bruno Fernandes ဟာဒီရာသီ Premier League ဂိုးဖန်တီးမှု16ကြိမ်မြောက်ကိုပြုလုပ်နိုင်ခဲ့ပြီးသမိုင်းဝင်စံချိန်သစ်တွေတင်နိုင်ခဲ့ပေမဲ့ကန်ဝင်ကစားသမားကြီး Ryan Kane ကတော့ဒီစံချိန်တွေအပေါ်အားမလို့အားမရဝေဖန်မှုတွေပြုလုပ်သွားခဲ့ပါတယ်။ Ryan Kane က Bruno ရဲ့ပင်ကိုပါရမီကိုအတိအမှတ်ပြုပေမဲ့ဒီဖန်တီးမှုအများစုဟာကစားကွက်ထဲကနေဖန်တီးနိုင်ခဲ့တာမဟုတ်ပဲတေကန်မောတွေကနေရယူခဲ့တာဖြစ်လို့ဒါဟာကစားကွက်ဖန်တီးရှင်တယောက်ရဲ့လုပ်ရမဟုတ်ဘူးလို့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ဒါအပြင် Bruno စီမှာပါရမီရှိပေမဲ့ခက်ခဲတဲ့အချိန်တွေမှာအသင်းကိုဥဆောင်နိုင်စွမ်းနဲ့ပတ်သက်လာရင်ပါရမီရှိုံနဲ့မလုံလောက်ဘူးလို့သူကခေါင်းဆောင်မှုအပိုင်းကိုပါဝေဖန်ခဲ့ပါတယ်။တကယ်လို့ Bruno အနေနဲ့ကစားသမားဘဝမှာစူပလာကြီးတွေနဲ့အမှတ်တမ်းဝင်ကျင်နေဆိုရင် Old Trafford မှာဆက်နေလို့အောင်မြင်မှုရမယ်ဆိုတဲ့အာမခံချက်မရှိနိုင်တာကြောင့်Bayern Munich လိုအသင်းမျိုးစီပြောင်းရွှေ့ပါလို့ Ryan Kane ကအကြံပြုသွားခဲ့ပါတယ်။ Ryan Kane ရဲ့စကားလုံးတွေကအတော်လေးပြင်းထန်ပေမဲ့ဂိမ်းကအချက်လက်တွေရတော့ Bruno ရဲ့စွမ်းဆောင်ရည်ဟာ United သမိုင်းမှာအကြီးကျယ်ဆုံးမှတ်တိုင်တွေအဖြစ်ကပီးတင်နေပြီပဲဖြစ်ပါတယ်။သူဟာ1999-2000ရာသီက David Beckham တင်ထားခဲ့တဲ့တရာသီအတွင်းဂိုးဖန်တီးမှု15ကြိမ်စံချိန်ကိုအခုဆိုရင်16ကြိမ်နဲ့အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့တာပါ။ဒါနဲ့မကသေးပဲ United ရဲ့ Premier League သမိုင်းတစ်လျှောက်သွင်းဂိုး100နဲ့ဂိုးဖန်တီးမှု100ပြည့်မြောက်တဲ့တတိယမြောက်ကစားသမားအဖြစ် Ryan Giggs, Wayne Rooney တို့နဲ့အတူပူးတွဲမှတ်တမ်းဝင်သွားခဲ့ပြီပဲဖြစ်ပါတယ်။အထူးခြားဆုံးကတော့ကလပ်အသင်းအတွက်ပွဲပေါင်း314ပွဲကစားပြီးမှသွင်းဂိုးနဲ့ဂိုးဖန်တီးမှုစုစုပေါင်းအကြိမ်200ပြည့်မြောက်ခဲ့တာဖြစ်ပြီးဒါဟာ295ပွဲနဲ့စံချိန်တင်ထားတဲ့ Wayne Rooney တယောက်တည်းရဲ့အနောက်မှာဒုတိယအမြင့်ဆုံးစံချိန်တစ်ခုလည်းဖြစ်နေခဲ့ပါတယ်။ဒါကြောင့် Ryan Kane ရဲ့ဝေဖန်မှုတွေကဘယ်လိုပဲရှိနေပါစေBruno Fernandes ရဲ့ United ပေါ်ပေးဆက်မှုနဲ့အမကန်ကိန်းကနန်းတွေကတော့တမိုင်းစာမျက်နှာတွေမှာအခိုင်အမာနေရာယူသွားခဲ့ပြီပဲဖြစ်ပါတယ်။အခုလိုမျိုးဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနားဆင်ခံစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Orange School Channel လေးကို Like and Subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်။ဇုံတီနားဆင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။